စနေသားသမီးတွေခဏလေးမကြော်သွားနဲ့အောင်ဒီဆက်လပိုင်းမှာဒါမိတ်ဆွေတို့ဘဝကိုဒါစောက်ထိုးမှုမြော်ဒါပြောင်းလဲပြစ်မဲ့ဒါကံကြမ္မာအလှည့်ပြောင်းကြီးတစ်ခုဒါလာနေပါပြီဒါကိုမသိပဲဒါကြော်သွားရင်ဒါမိတ်ဆွေတို့တစ်သက်လုံးဒါနောင်တရသွားပါလိမ့်မယ်ဒီနေ့မှာတော့စနေသားသမီးတို့အတွက်ဒီဆက်လပိုင်းဩဂုတ်လတလစာဒါအရေးကြီးတဲ့တာတော်နမိတ်ဟိုဒါဟောကြားပေးသွားမှာဖြစ်ပါတယ်ခင်ဗျာလွန်ခဲ့တဲ့လတွေကဒါစိတ်ဆင်းရဲစရာလူပေမန်းစရာတွေကြားထဲမှာအန်ကျိတ်ပြီးခံခဲ့တဲ့မြဒီစစ်လပိုင်းမှာဒါအဖြေပေါ်တော့မယ်အစအဆုံးတေချာလေးနားထောင်ပေးသွားပါဩဂုတ်လဒီစစ်လပိုင်းတလစာဒါစနေသားသမီးများအတွက်ဒါတာတော်နမိတ်ဟောလေးကြည့်ပြီးမှဖြစ်ပါတယ်ခင်ဗျာစနေသားသမီးများတဲ့ဒီပထမဆုံးဒီစစ်လပိုင်းမှာဒီကြာတဲ့ကတ်မှာဆိုရင်ဒီဓာတ်ဆယ်ချောင်းကတ်အရင်ဆုံးကြာလာတယ်ဒီဓာတ်ဆယ်ချောင်းကတ်ကဒါကဘာကိုပြနေတာလဲဆိုရင်စနေသားသမီးတွေဒါတင်းစီမှာဒါပြီးခဲ့တဲ့ကာလတွေမှာဒါခံစားခဲ့ရတဲ့ဒီစိတ်တညာတွေဒါတစ္ဆာဖောက်ခံရမှုတွေဒါမှမဟုတ်စီးပွားရေးနဲ့ကိုလုပ်ငန်းခွင်မှာအလုံးမှာဒါအောက်ဆုံးထိဒါထိုးဆင်းသွားခဲ့ရတဲ့ဒါခံစားချက်တွေဒါရှိခဲ့တယ်ဒါပေမဲ့သတင်းကောင်းကတော့ဒီဓာတ်ဆယ်ချောင်းဆိုတာဒါမိတ်ဆွေတို့ရဲ့ကံကြမ္မာကဒီအနှိမ့်ဆုံးအောက်ခြေကိုဒါရောက်သွားတာမို့လို့ဒုက္ခတွေဒါအဆုံးသတ်သွားပြီးတော့ဒါအတိပ္ပယ်ရတယ်။ဒါကြောင့်မကြခင်မှာဒါအကောင်းဆုံးကိုပြန်လဲရောက်ရှိလာမှာဖြစ်ပါခင်ဗျာ။ဒါမကောင်းတာတွေအားလုံးဒါကြံခဲ့တော့ပါမယ်။ဒုတိယကတ်မှာဆိုရင်ဒါစနေသားသမီးများတဲ့ဒီကံကြမ္မာဆက်ဝိုင်းကတ်ဒီကတ်လေးကြတာလေ။ဒီဒုတိယကတ်ကတော့ဒါမဟာကံကောင်းခြင်းတွေကိုဒါတည်ဆောင်လာတဲ့ဒီကံကြမ္မာဆက်ဝိုင်းကတ်ဒါကြားတဲ့အတွက်ကြောင့်ဒါစနေသားသမီးတွေနဲ့အနှိမ့်ဆုံးအခြေအနေကနေဒါအမြင့်ဆုံးကိုဒါရုတ်တရက်လှည့်အပြောင်းကြီးဒါဖြစ်လာတော့မှဖြစ်တယ်ဒီကိုမထင်မှတ်ထားတဲ့ငွေဝင်လန်းနေဒါပွင့်လာမယ်ဒါရိုက်စံရှိတဲ့ငွေတွေဒီလမှာဒီကာလမှာဒါပြန်ရမယ်ဒါအလောက်ကန်နဲ့ပတ်သက်လို့ဒါစနေသားသမီးတွေကအခွင့်အလမ်းတစ်တွေဒါရလာတော့မယ်လဲကျနေတဲ့နေရာကနေဒါပြန်ထရမယ်ဒါလာတလဒါဖြစ်ပါတယ်ခင်ဗျာတတိယကတ်မှာဆိုရင်ဒါစနေသားသမီးများဒီခွက်3ခွက်ကတ်ဒီကတ်ကြတာဒီတတိယကတ်မှာဒီခွက်3ခွက်ကတ်ကြတဲ့အတွက်စနေသားသမီးတွေကဒါဟာအောင်ပွဲခံခြင်းနဲ့အပျော်ပါးတွေကိုဒါရင်ညွှန်းတဲ့ကတ်ဖြစ်တယ်ဒီစစ်လပိုင်းမှာဒါမိသားစုမိတ်ဆွေတွေနဲ့အတူဒါဝမ်းသာစရာသတင်းကောင်းတွေကြားရမယ်ဒါပျော်စင်စရာတွေဒါမိစီဒါရောက်ရှိလာမယ်ဒါအချစ်ရင်းမှာဆိုရင်လည်းဒါထင်လွဲနေတာလေးတွေဒါအစင်မပြေတာလေးတွေပြေလည်သွားပြီးအိမ်အောင်ပြုတ်ရတဲ့အထိစနေသားသမီးတွေဒီကာလမှာဒါအချစ်ရေးကံတွေဒါကောင်းသွားမှာဖြစ်ပါလားခင်ဗျာစနေသားသမီးတွေအနေနဲ့ဒါကံပွင့်လက်ပွင့်စေရတဲ့ဒီကံကြမ္မာအလှည့်အပြောင်းနဲ့ဒါကံကောင်းခြင်းတွေကိုအပြည့်အဝဒါရယူဖို့အတွက်စနေသားသမီးများအတွက်ဒါစင်မီးနဲ့ပန်းရက်တရားကိုဒါလွယ်ကူကူလေးဒီလမှာဒါပြုလုပ်ပေးမှာရက်တရားအနေနဲ့ပြုလုပ်ရမှာတော့ဒီစနေနေ့နနက်ပိုင်းမှာမိမိအိမ်ကဖျားမှာဒါရောင်စုံပန်း9ပွင့်နဲ့စင်မီး9တိုင်ဒါပူဇော်ပေးပါဆုတောင်းရမှာကဒါမကောင်းတဲ့ကံစိုးကံညံ့များဒါပျောက်ကွယ်ရေးကံကြမ္မာဆက်ဝိုင်းနဲ့အတူဒါအလင်းရောင်နဲ့လက်လက်ပတ်များဒါပွင့်လန်းပါစေဘူးဒါအဋ္ဌံပြုပြီးဒါဆုတောင်းမှာဒါဆိုရင်ဒါစနေသားသမီးတွေဒီမကောင်းတဲ့ဒုက္ခတွေကိုဘဝတွေကနေအပီးတိုင်ဒါမောင်းထုတ်ပစ်လိုက်မှာဖြစ်တယ်ဒီကံကောင်းခြင်းတွေကိုလက်ခံရယူဖို့အတွက်ဒီဗီဒီယိုလေးရဲ့ကွန်မန့်ထဲမှာဒါကံကောင်းခြင်းတွေဒါငွေကြေးများစီးဝင်ပါစေလို့ဒါကွန်မန့်လေးမှတ်ပြီးဒါကောင်းသောစွမ်းအင်တွေကိုဒါရယူလိုက်ပါခင်ဗျာဒါပြင်ဒါမိတ်ဆွေတို့ချစ်ရတဲ့ဒါစနေသားသမီးမိတ်ဆွေတငယ်ချင်းတွေလည်းမြင်တွေ့နိုင်အောင်ဒီဗီဒီယိုလေးကိုဒါအများမြင်အောင်ဒါပြန်လည်မျှဝေပေးခဲ့ပါဦးခင်ဗျာစနေသားသမီးများအားလုံးခုကြည့်တဲ့မိတ်ဆွေများအားလုံးဒီတာရော့ကက်ရဲ့ဒီစွမ်းအင်ကောင်းတွေအားလုံးဒါမကြခင်ဒါမိတ်ဆွေတို့စီဒါရောက်ရှိကြပါစေခင်ဗျာ